ဘယ်နာမည်ကြီးမင်းသားမင်းသမီးတွေမှမဖွင့်နိုင်တဲ့တိမ်တောင်းချီတန်းစိန်ရွှေရတနာဆိုင်ကိုဖွင့်လှစ်နိုင်တဲ့ဆယ်လီမန်နဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လင်းစိုက်တာ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။အောင်မြင်မှုဆိုတာစူးစမ်းတဲ့သူတိုင်းအတွက်ဖြစ်နိုင်ခြေတွေအမြဲရှိနေတတ်ပါတယ်။အရင်ကတော့အင်တာနက်ပေါ်မှာဟာတာဗီဒီယိုလေးတွေနဲ့လူသိများခဲ့တဲ့ဆယ်လီမန်နဲ့ကအခုတော့ဘယ်နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့မှမရှင်းနိုင်တဲ့အထိကြီးကျယ်ခမ်းနားလုံးတဲ့စိန်ရွှေရတနာဆိုင်ကြီးကိုဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ်။အခုဆိုရင်တော့ဆယ်လီမန်နင်းကိုယ်တိုင်ပိုင်ဆိုင်တဲ့ MH စင်ရှင်ရတနာဆိုင်နဲ့ကြောင်မြတ်ရတနာဆိုင်ကြီးရဲ့ဖွင့်ပွဲလုပ်ခဲ့ရပါဒီဆိုင်ကြီးကိုကြည့်လိုက်ရင်တော့ရတနာဆိုင်ဆိုတာအထက်နန်းတော်တစ်ခုလိုတောင်ထင်မှတ်ရလောက်အောင်ခမ်းနားလုံးပါတယ်ပုံမှန်အဖြစ်တော့တိမ်တောင်းချီတန်းတဲ့ဆင်ရွှေရတနာဆိုင်ကြီးတွေကိုအနုပညာဝင်ငွေအများများရရှိတဲ့ထိပ်တန်းမင်းသားမင်းသမီးတွေပဲဖွင့်လှစ်နိုင်လေးရှိရပါဒါပေမဲ့မန်နင်းကတော့တာမန်အင်တာနက်ဆယ်လီလေးတအုပ်ဆိုပေမဲ့သူမရဲ့ဆိုင်ကနာမည်ကြီးအနုပညာရှင်တွေရဲ့ဆိုင်တွေထက်တောင်မှပုံမကြီးကျယ်ခမ်းနားနေရာကိုမြင်တွေ့ရမှာပါဆိုင်ရဲ့ဒီဇိုင်းကအစအဆင့်မြင့်နည်းပညာတွေနဲ့ပေါင်းစပ်ထားပြီးတော့လုံခြုံရေးကအစစနစ်တကျပြင်ဆင်ထားတာကြောင့်လူအများကတအံ့တော်နဲ့ဖြစ်နေကြပါတယ်မင်းရဲ့ဆိုင်ထဲမှာဆိုရင်အည်သွေးမြင့်ကြီးမားလာတဲ့စိန်တွေပရံများတွေနီလာတွေနဲ့ကြောက်စိမ့်တွေကပြည့်နှက်နေရပါသူမကအရင်ကတည်းကကြောက်မြတ်ရတနာတွေကိုအမျက်တနိုးနဲ့စနစ်တကျစုဆောင်းထားနိုင်ခဲ့သူတဦးဖြစ်ပါတယ်ဒီဆိုင်ကြီးထဲမှာရှိနေတဲ့ရတနာတွေရဲ့တန်ဖိုးကတိမ်မောင်တောင်းချီတန်ကြီးရှိပြီးတော့ဘယ်နာမည်ကြီးမင်းသမီးမှမရှင်နိုင်တဲ့အထိအဆင့်မြင့်မားလှပါတယ်အထူးသဖြင့်တော့မင်းရဲ့ဆိုင်မှာရှိတဲ့ကြောက်စိမ့်အည်သွေးတွေကနိုင်ငံတကာအစိမ့်မီယာကြောင့်ပြည်တွင်းတင်မကပြည်ပကဝယ်လက်တွေပါစိတ်ဝင်စားနေကြတာဖြစ်ပါတယ်လူအများမေးခွန်းထုတ်ကြတာကတော့မနင်းဟာတာဗီဒီယိုလေးတွေရိုက်ရုံနဲ့ဒီလောက်ထိချမ်းသာနိုင်မှာမလားဆိုတဲ့ချက်ပါအမှန်တကယ်မှာတော့မနင်းကအနုပညာအလုပ်တွေကြောင့်တင်ချမ်းသာတာမဟုတ်ပဲသူမကဘိုးစဉ်ပေါင်းဆက်ကလေးကချမ်းသာကြွယ်ဝခဲ့တဲ့မိသားစုနောက်ခံရှိထားတဲ့သူတဦးဖြစ်ပါတယ်သူမကအရင်ကတည်းကကြောင်းမြတ်ရတနာလုပ်ငန်းတွေနဲ့ရင်းနှီးကျွမ်းဝင်ခဲ့သလိုမိဘဘိုးဘွားတွေစီကအမွေဆက်ခံထားတဲ့ရတနာအမြောက်များကိုလည်းပိုင်ဆိုင်ထားတဲ့သူပါဒါကြောင့်အခုလိုမျိုးအနုပညာရှင်ကြီးတွေတောင်မဖွင့်နိုင်တဲ့ကြီးကျယ်ခမ်းနားတဲ့စိုက်တစ်ကြီးကိုဖွင့်လှစ်နိုင်ခဲ့ရဖြစ်ပါတယ်သူမရဲ့ကြွယ်ဝချမ်းသာမှုတွေကတနေ့တည်းနဲ့ဖြစ်လာတာမဟုတ်ပဲမျိုးရိုးစင်ဆက်စူးစောင်းလာခဲ့တဲ့အခြေခံအကောင်းတွေရှိနေရကြောင်းအခုလိုအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်နေရပ်တည်နိုင်လာတာပါမန်နင်းကိုယ်တိုင်ကဒီလိုရတနာဆိုင်ဖွင့်ရတာကြိုက်တာကြောင့်အခုလိုမျိုးစိန်ဆိုင်ဖွင့်လှစ်နိုင်ခဲ့ရဖြစ်ကြောင်းသိရပါတယ်။မန်နင်းကမဲဤခိုင်ဆူတို့နဲ့အတူဟာတာဗီဒီယိုလေးတွေကိုရိုက်ကူးရင်းနဲ့ပရိသတ်ကိုအမြဲတမ်းပျော်ရွှင်မှုတွေပေးခဲ့သူပါ။သူမရဲ့ပွင့်လင်းရိုးသားတဲ့စကားပြောပုံနဲ့ချစ်စရာကောင်းတဲ့ရုပ်ရည်လေးတွေကြောင့်လူကြိုက်များခဲ့သလိုအခုဆိုရင်တော့သူမရဲ့ချစ်သူကောင်းစိတ်မင်းနဲ့လည်းပျော်ရွှင်စရာအခြေအေးကိုပိုင်ဆိုင်ထားတဲ့သူပါ။ဒီလိုခြေနေမျိုးမှာသူမကိုယ်ပိုင်လုပ်ငန်းကြီးတစ်ခုကိုအောင်မြင်စွာနဲ့တည်ထောင်နိုင်ခဲ့ရကသူမရဲ့စူးစမ်းအားထုတ်မှုနဲ့စနစ်တကျပြင်ဆင်နိုင်မှုတွေကိုသက်သေပြလိုက်တာပါပဲအင်တာနက်ဆယ်လီဆိုတာကဟာတာပဲလုပ်နိုင်တာမဟုတ်ပါဘူးစီးပွားရေးလုပ်ငန်းရှင်ကြီးတွေလည်းဖြစ်နိုင်နေဆိုတာကိုမန်နင်းကလက်တွေ့ပြသခဲ့ပါတယ်နာမည်ကြီးမင်းသားမင်းသမီးတွေထက်တောင်မှပိုပြီးတော့ခမ်းနားတဲ့ရတနာဆိုင်ကြီးကိုဖွင့်လှစ်နိုင်ခဲ့တယ်မန်နင်းအတွက်တကယ်ကိုမှဂုဏ်ယူဝမ်းမြောက်စရာပါပရိသတ်ကြီးတို့ရောအင်တာနက်ဆယ်လီဘဝကနေတိမ်တောင်းချီတန်းနဲ့စိန်ရွှေရတနာဆိုင်ကြီးကိုဖွင့်လှစ်နိုင်ခဲ့တယ်ဆယ်လီမန်နင်းပေါ်မှာမိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်